Boysen number 6 Saint Timin Darwin Aya Anita Mojo 3 လုံး spot အပြာတော့လို့စင်မင်းမော်တို့တက်ရောက်နေရယူပေးပါခင်ဗျာRound 1 ခါချတယ်ခင်ဗျာအောက်ခြေကတ်တွေပေါ့ခင်ဗျာစိုင်းတစ်မင်းတော်ဝင်အေးဟာဘိုကလေးသားလေးနဲ့မိုးကျုံအားသုံးလုံး spot မွန်ပြည်နယ်သားလေးပဲဖြစ်ပါတယ်ခင်ဗျာမွန်နဲ့အေယာဝတီနဲ့မွန်နဲ့တော့တွေ့နေပါပြီခင်ဗျာလုံးမလဲအောက်ခြေကတ်တွေပေါ့ခင်ဗျာထိုးတယ်လဲတယ်ပေါ့ခင်ဗျာစိုင်းတစ်မင်းနဲ့မိုးကြိုးနဲ့စိုင်းတစ်မင်းပေါ့ခင်ဗျာထိုးတယ်ထိတယ်ညိတယ်မိတယ်ပေါ့ခင်ဗျာရဲကြည့်ရဲရှောင်းရဲထိုးဖို့တော့လိုတယ်တော့ခတ်တယ်ချုပ်ထားတယ်ခင်ဗျာရဲခတ်တယ်ထိုးတယ်ချုပ်ထားတယ်ခင်ဗျာပင်တယ်ဝိုက်တယ်ခတ်တယ်ဗောခင်ဗျာအောက်ခြေခတ်တယ်ဗောခတ်တယ်စိုက်တယ်မဲအောက်ခြေခတ်ဗောခင်ဗျာစိုက်တယ်မဲနဲ့မိုးချိုးနဲ့စိုင်းတဲ့မင်းတော့တွေ့နေပါပြီခင်ဗျာကတ်တယ်ဘာလုံးလဲခတ်တယ်ပထမအချီပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာ Round 2 DJ
ဝိုင်းတောင်းရှင်းမယ်ခင်ဗျာအခုလူများဆင်မှာအခုလူများဆင်မှာခင်ဗျာဝိုင်းလေမှာနေရာယူမယ်အစင်သစ်ဖြင့်နှစ်ချီမြောက်ဒုတိယအချီလှုပ်မှာဖြစ်ပါလေခင်ဗျာဖတ်တယ်နေထားတယ်ဗောခင်ဗျာဘိုးတယ်ဆိုင်တဲ့မင်းနဲ့မိုးကြိုးနဲ့ဆိုင်တဲ့မင်းဗောခင်ဗျာဘိုးတယ်ထိကုန်ပါပြီခင်ဗျာသူထိုးကိုထိုးပညာအမျိုးမျိုးဗောခင်ဗျာထောက်လက်တီးတယ်ဝိုက်လက်တီးတယ်ပင်လက်တီးတယ်အောက်ခြေကထိုးတယ်1 2ဝိုက်တယ်ဗောခင်ဗျာဘာလုံးလဲခတ်တယ်ခင်ဗျာခတ်တယ်ထိုးတယ်ဗောဆိုင်တဲ့မင်းအပေါ်ခတ်ဗောခင်ဗျာလာတကယ်ကြီးဘုံပြည်နယ်သားနဲ့အေယာဝတီသားနဲ့တော့တွေ့နေပါပြီခင်ဗျာတို့တယ်ထောက်တယ်ဘယ်ထောက်ညာထောက်လက်ပြန်လက်ရိုက်တယ်ခင်ဗျာဂျမန်နဲ့လက်ပြန်နေပေါ့ခင်ဗျာချုပ်တယ်ဆွဲတယ်ဒူးတိုက်တယ်ပေါ့ခင်ဗျာဘီခတ်တယ်ပင်လက်တီးတယ်ပေါ့ခင်ဗျာဆိုင်ထောက်ပြိုင်ထောက်တယ်ပေါ့ကြားတယ်1အလားတောင်းထားပါတယ်ခင်ဗျာ2 မိနစ်โอเคခင်ဗျာစိုင်းတစ်မင်းနဲ့မိုးကြိုးနဲ့ရှင်ပြိုင်တဲ့နေရာမှာကျွန်တော်တို့ဒုတိယအချီ2 မိနစ်နဲ့3 စက္ကန့်မှာမိုးကြိုးဘက်ကနေပြီးတော့အနားယူထားပါတယ်ခင်ဗျာဒုတိယအချီ2 မိနစ်နဲ့3 စက္ကန့်မှာမိုးကြိုးဘက်ကအနားယူထားတဲ့အတွက်ကျွန်တော်တို့ဒုတိယအချီပြည့်မြောက်ရန်အတွက်နောက်ထပ်58 စက္ကန့်ဖြစ်ဆွတ်ထိုးမှသာလေဒုတိယအချီဖြစ်သတ်မှတ်မှာဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးခင်ဗျာဒီမောင်နှုတ်ကလူငယ်ပေမဲ့ကျွန်တော်ပြောသလိုကြမ်းတာမှန်တယ်ဆိုလက်ခုပ်တိုင်အခြေကြီးကြားချင်ပါတယ်ခင်ဗျာနောက်ထပ်ဆက်လက်ရှင်ပြိုင်မှာဖြစ်ပါတယ်
ဝိုင်းတော့ရှင်းမယ်ခင်ဗျာအခုလူများစိတ်မှာအစင်းသဖြင့်59စက္ကန့်ဖြစ်ဆွတ်ထိုးမှာဖြစ်ပါတယ်ခင်ဗျာဟိုးတယ်ထိုးပြီတော့ခင်ဗျာဆိုင်တဲ့မင်းနဲ့မိုးချိုးနဲ့ဆိုင်တဲ့မင်းပါခင်ဗျာခတ်တယ်ဘာလုပ်လဲထောက်လက်ပြီးပင်နဲ့ပင်လက်ပြီးတွေထောက်လက်ပြီးတွေပေါ့ခင်ဗျာတို့မယ်တို့ထားဆိုင်တဲ့မဲပါခင်ဗျာထိုးတယ်ခင်ဗျာပင်လက်ပြီးတွေဒုတိယအချီပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာ round 3ဝိုင်းတောင်းကရှင်းမယ်ခင်ဗျာအခုလူများစင်ပါအစင်သဖြင့်တော့တတိယအချီနောက်ဆုံးအချီလွတ်မှာဖြစ်ပါတယ်ခင်ဗျာမင်းနဲ့မိုးချိုးနဲ့ဆိုင်တဲ့မင်းတို့တော့တွေ့နေပါပြီခင်ဗျာသူတစ်ချက်ကိုတစ်ချက်ပေါ့ခင်ဗျာခတ်တယ်ထိုးတယ်ခံနေပေါ့ခင်ဗျာလိုက်တယ်လေဒီရွှေသမင်းနေဝင်တော့သိမယ်နော်သမင်းဆယ်လဲကြားတလန်းပေါ့ဆိုင်တင်မင်းအပေါ်ကပ်ပေါ့ခင်ဗျာတစ်ဖက်ကထိုးတယ်တစ်ဖက်ကထပ်သွားတယ်ခင်ဗျာထောက်လက်တီးတယ်ပေါ့ခင်ဗျာထိုးမယ်အိုဘီထိုးတယ်ခေါင်းတိုက်တယ်ဒူးတိုက်တယ်လောအောင်တိုက်မယ်နော်တပင်တက်လောက်တာတော့မဟုတ်ဘူးအဲ့လိုပဲမထင်ရဖြစ်တတ်တယ်
အဲ့တော့လွတ်အောင်ခတ်မယ်လွတ်အောင်တိုက်မယ် 1 2 3 4 5 6 7 8နှစ်ကြိမ်ရှိသွားပြီခင်ဗျအမတ်ဆယ်လောဘီဒါရေဒူတိုက်တယ်ဗောခင်ဗျထားမယ်လောဘီဆွဲတယ်တိုက်တယ်ပိတ်ထားတယ်ခင်ဗျတိုက်တယ်တိုက်တယ်เป็นလက်တီးတယ်ဗောခင်ဗျဆွဲတယ်တိုက်တယ်တစ်ဖက်ကပိတ်ထားတယ်ခင်ဗျတိုက်တယ်ရတော့ပါဘူးခင်ဗျဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျာယခုပြိုင်ပွဲမှာတော့စိုင်းတစ်မင်းတော်ဝင်အေရန်နဲ့မိုးကြိုးအားသုံးလုံးစပေါ်တို့ရှင်ပြိုင်တဲ့နေရာမှာနောက်ဆုံးအချိန်မှာမိုးကြိုးဘက်ကအာရင်ကုန်းဆိုင်ကုန်းဆုံးနေတဲ့အတွက်တိုင်းသူကြီးရဲ့အဆုံးဖြတ်နဲ့စိုင်းတစ်မင်းတော်ဝင်အေရန်အားအနိုင်ပေးလိုက်ပါတယ်ခင်ဗျာလက်ခုပ်ဩဘာသံလေးတွေနဲ့ချီးမြှင့်ပေးပါဦးခင်ဗျာအေယာဝတီတိုင်းသားလေးပါဘိုးလေးသားလေးပါရွာသားဆရာကြီးစိုင်းတင်မင်းရဲ့စွန့်ရည်တတ္တိဘလို့ရှိရဲဆိုတာကိုလဲလုံးနဲ့6ပေါင်းနဲ့တိုက်ပြီးသွားလေးမြောက်စမ်းပါဦးခင်ဗျာ